ချင်းကိုကိုချင်းမှုပြုတ်ပြီးတော့မှဘုရားရဲ့မျက်နှာရှာတဲ့သားတွေအကြောင်းနဲ့ဖျားရှင်ထူကောင်းခြင်းချပေးပါစေဟာလေလုယာဟာလေလုယာကျွန်တော်အစာပိုင်းမှာကျွန်တော်တို့ချီးမွမ်းတယ်လူထားမှုနဲ့တန်ရှင်သောဝိညာဉ်တော်ဆင်ကြွတဲ့အခါမှာဖြစ်တဲ့အရာကိုကျွန်တော်တို့နှုတ်ကနေပြီးမှချီးမွမ်းမှုဆိုတဲ့အခါမှာကျွန်တော်တို့ဘုရားကိုဆုတောင်းနေခြင်းဖြစ်ပါတယ်အာမင်ဘုရားကိုဆုတောင်းနေခြင်းဖြစ်တယ်ကျွန်တော်တို့နှုတ်ကနေဝန်ခံတဲ့အခါမှာကျွန်တော်မမြင်နိုင်တဲ့ဝိညာဉ်နဲ့ပယ်ထဲမှာဘုရားရှင်ရဲ့အလုံးလုံးနေပြီဖြစ်တယ်ဘုရားရှင်နာမပုံကြည်ပါစေဟာလေလုယာဟာလေလုယာလူမျက်စိနဲ့မမြင်ဘူးဒါပေမဲ့ဝိညာဉ်ထဲမှာဘုရားရှင်အလုံးလုံးနေပြီဆိုတာသိချရတယ်ဟာလေလုယာဘုရားရှင်နာမပုံကြည်ပါစေဟာလေလုယာတို့တန်ရှင်သောဝိညာဉ်တော်ကိုဖိတ်ခေါ်တဲ့အခါမှာကျွန်တော်တို့ရဲ့ကိစ္စအဝဝကျွန်တော်မလုံနိုင်တဲ့လူအပြည့်မဖြေရှင်းနိုင်တဲ့အရာအလုံးကိုတန်ရှင်သောဝိညာဉ်တော်ဖြေရှင်းခြင်းအခွင့်ကိုပြင်ဆင်ပေးတာဖြစ်တယ်ဟာလေလုယာဘုရားရှင်နာမပုံကြည်ပါစေဒါကြောင့်ချီးမွမ်းခြင်းကိုးကွယ်ခြင်းအမှုကိုပြုတော်သားတွေအရောက်တိုင်းအပေါ်မှာထူကောင်းခြင်းမင်္ဂလာတက်ရောက်ပါစေဟာလေလုယာဟာလေလုယာဘုရားရှင်ရဲ့တောင်းတတော့အရာဖြစ်တယ်ကျွန်တော်တို့ဘာမှလုပ်ဖို့ရတယ်မသိတဲ့အချိန်မှာဘုရားသခင်ကျွန်တော်တို့ကိုပါပဲခိုင်းလဲဆိုလို့ရှိရင်ဂျေဇုတော်ချီးမွမ်းလိုက်ဟာလေလုယာအရာခတ်သိမ်းလို့ဂျေဇုတော်ချီးမွမ်းလိုက်ဟာလေလုယာဘာဖြစ်လို့ဘုရားကအဲ့ဒါကိုခိုင်းတယ်လဲဆိုလို့ရှိရင်ဂျေဇုတော်ကျွန်တော်တို့ချီးမွမ်းလိုက်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့မလုံနိုင်တော့အရာကိုတော့လှုပ်ပေးချင်လို့ကျွန်တော်တို့ကိုချီးမွမ်းခိုင်းတာဖြစ်တယ်ဟာလေလုယာဆိုချီးမွမ်းထိုက်တဲ့ဘုရားရှင်နာမကပါဆက်ဆက်ပုံကြည်ပါစေဒါကြောင့်ချီးမွမ်းခြင်းကိုးကွယ်ခြင်းထဲမှာအတူအမြဲတမ်းပါဝင်နိုင်ဖို့အတွက်ကျွန်တော်အထူးဖိတ်ခေါ်ခြင်းတာဖြစ်တယ်အဲ့ဒီအထဲမှာလွတ်မြောက်ခြင်းအလုံးစုံရှိတာဖြစ်တယ်ဟာလေလုယာကျွန်တော်တို့မလုံနိုင်တဲ့အရာအလုံးစုံဘုရားကလုပ်ခြင်းလုပ်ပေးတော်တာဖြစ်တယ်သူလုပ်ပေးတဲ့ဘုရားရှင်နာမကပါဆက်ဆက်ပုံကြည်ပါစေကျွန်တော်ဘုရားရှင်ရဲ့ကောင်းမြတ်ခြင်းကိုကျွန်တော်တယောက်တည်းပြောဖို့မဟုတ်ပါဘူးအားလုံးကနေပြီးမှတသက်ခံပြီးမှပြောဖို့ဖြစ်ပါတယ်လို့ဟာလေလုယာကျွန်တော်အားလုံးအပေါ်မှာကောင်းမြတ်တဲ့ဘုရားသခင်ဖြစ်တယ်ကျွန်တော်အထူးယုံကြည်တယ်ဘုရားရှင်ကောင်းမြတ်ပါတယ်လို့နှလုံးသားထဲမှာတကယ်ခံစားပြီးတော့မှချီးမွမ်းဖို့ရောက်ရှိလာကြမယ်ကျွန်တော်အထူးယုံကြည်တာဖြစ်တယ်ဟာလေလုယာဟာလေလုယာကျွန်တော်တက်တည်ခံရအောင်သူတို့ဘာအတွက်ကျွန်တော်တို့အတွက်ပြင်လဲကျွန်တော်မှတီဆောက်ရှာဖြစ်ပြီးမှဘုရားဘုန်းတော်ထင်ရှားဖို့ဖြစ်ပါတယ်လို့ဆိုတော့တက်တည်ခံမဲ့တာရမီအရောက်တိုင်းကိုကျွန်တော်လက်ခုပ်တီးပြီးမှယေရှုနာမနဲ့ကြိုးဆိုကြရအောင်ကျွန်တော်မိသားစုပုံမှာထပ်ပြီးမှဘုရားသခင်ကတွန်းလုံးပြန်နေအကုန်လုံးတက်တည်ခံပါတယ်ဘာလဲဆိုတော့ကျွန်တော်အိမ်မရတော့ဘူးဆိုပြီးမှထင်ထားတယ်အဲ့မှာဘုရားသခင်ကလည်းတကယ်ကျွန်တော်မိသားစုပုံမှာနမိတ်လက္ခဏာပြတာဖြစ်ပါတယ်အဖြစ်လဲဆိုရင်ကျွန်တော်ကအိမ်ကတိတ်အိမ်ပဲရှိတယ်ရှောက်ဖို့ကတိတ်အိမ်ပဲရှိတယ်အဲ့တိတ်အိမ်ရှိတာကိုကျွန်တော်တို့ကန်ဆမ်းမဲ့အနေနဲ့ကျွန်တော်တို့ကရှောက်ကြည့်တဲ့အခါမှာဒီနေ့ရှောက်လို့ဒီနေ့နိုင်ပိုင်းလုံးနဲ့ကျွန်တော်တို့ရပါတယ်ဘုရားသခင်ယေရှုကြောက်ပဲဆိုမှကျွန်တော်ခံစားမိပါတယ်ချက်ချင်းပဲရပါတယ်တောက်လျှောက်ပဲဒါပေမဲ့အိမ်ကတော့လူတန်းလို့ရကြတယ်ဒါပေမဲ့ကျွန်တော်ထူးထူးခြားခြားကျွန်တော်ပေးတဲ့အခါကျတော့ကျွန်တော်ထူးထူးခြားခြားပဲပေးတယ်ထင်ပါတယ်ကျွန်တော်ဘာဖြစ်လဲဆိုတော့ဒီနေ့လျှောက်တာဒီနေ့ရတယ်ဆိုတော့တော်တော်လေးရှားပါမယ်ထင်ပါတယ်အဲ့ခါကျတော့ဒီနေ့လျှောက်လို့ဒီနေ့ရတယ်ဆိုတော့ဘုရားသခင်ရဲ့တကယ်ကျေးဇူးလိုပဲလို့ကျွန်တော်ခံစားမိပါတယ်အဲ့ခါကျတော့ကျွန်တော်အကုန်လုံးအမျိုးတက်ခံပါတယ်အဲ့အိမ်တော့လည်းရာရောလက်မှတ်ထိုးခိုင်းတယ်အိမ်တော့လည်းရာရောတခါလေးကားတော့ပါကျွန်တော်ကျေးဇူးပေးကြပါတယ်ပေးပါတယ်ဘုရားရှင်ကအပြင်ကားတာအိမ်တို့ရတာနဲ့ကားတို့ပါတခါလေးပေးကြပါတယ်ချက်ချင်းနဲ့နိုင်ပိုင်းအတွင်းမှာပဲအိမ်တို့ရတာနဲ့အိမ်ကြောင့်ပြန်လည်းမှထိုးမှအိမ်ပြန်တယ်အိမ်ပြန်တဲ့ခါကျွန်တော်ကားတို့ပါကျွန်တော်ရတာဖြစ်ပါတယ်ဘုရားရှင်ကျေးဇူးတော်ဖြစ်ပါတယ်အဲ့ဒါကိုကျွန်တော်မိသားစုပုံမှာဘုရားရှင်ကတကယ်ဝိညာဉ်တော်စေလို့ပြမကျွန်တော်မိသားစုပုံမှာအလုံးလုံးတာကိုကျွန်တော်တက်တည်ခံခြင်းဖြစ်ပါတယ်အကုန်လုံးကျေးဇူးတင်ပါတယ်အာမင်အခုချိန်မှာတန်ရှင်တော်ဝိညာဉ်တော်နဲ့တန်ရှင်တော်ဝိညာဉ်တော်ဒီကနေ့သားသမီးတို့အတွက်ပေါ်ပြမဲ့နှုတ်ကပတ်တော်နဲ့အသုံးတော်ခံမဲ့ကျွန်တော်တဲဝဆရာမကိုကျွန်တော်တို့အချိန်ပေးရတဲ့ယေရှုနာမ၌လက်ခုပ်တီးပြီးမှကျွန်တော်ကြိုးဆိုအချိန်ပေးကြရအောင်နေကောင်းကြပါသလားတ
ဒီနေ့ကျမ်းကျမ်းမာနဲ့ဗိမာန်တော်ထဲမှာပြန်လဲတွေ့ရတဲ့အခွင့်ပြင်ဆင်ပေးတော်မူသောဘုရားရှင်နာမတော်တာဝန်ကောင်းကြီးပါစေ။အန်တီဒေါ်ရတီလည်းဗိမာန်တော်မှာပြန်လဲတွေ့ရလို့အထူးပဲဝမ်းသာတယ်ပို့ပြီးမှချောလာတယ်ပို့နှုတ်လာတယ်နော်။ကျမ်းကျမ်းမာနဲ့တွေ့ရတယ်။ကျွန်တော်တို့ခုချိန်မှာနှုတ်ကွက်တော်ထဲသွားကြရအောင်။ထွတ်မြောက်ရာကျမ်းအခန်းကြီး7ထွတ်မြောက်ရာကျမ်းအခန်းကြီး7အငယ်73ဒီကနေ့ကျွန်မဘယ်အရာကိုဝင်ငှချင်လဲဆိုလို့ရှိရင်အသွေးတော်ရဲ့တကုံအသွေးတော်အကြောင်းကျွန်မဒီကနေ့ဝင်ငှချင်တာဖြစ်ပါတယ်ကျွန်မဒီနှုတ်ကပတ်တော်လေးကို2009ခုနှစ်ကဖြစ်မယ်2008စာပိုင်းဖြစ်မယ်ဘုရားသခင်ကျွန်မကိုဒီနှုတ်ကပတ်တော်နဲ့စကားပြောတာဖြစ်တယ်ဒါပေမဲ့ဒီအတော်အတွင်းဘုရားသခင်ကအထူးသဖြင့်ခရစ်တော်ရဲ့အသွေးတော်တကူကဘလောက်ထိတကူကြီးမားတယ်လဲဆိုတဲ့အရာကိုဘုရားသခင်ကျွန်မကိုဒီတစ်ပတ်အတွင်းပြန်လဲဆင်ခြင်အောင်နေစေတာဖြစ်တယ်အဲ့တော့ကြောင့်ဒီအရာလေးကိုအထူးပဲဝင်ငှချင်တာဖြစ်တယ်ထွတ်မြောက်ရာကျမ်းအခန်းကြီး7အငယ်73တွေ့ရဆိုရင်ကျွန်မအတူတကွဖတ်ချင်ပါတယ်ထွတ်မြောက်ရာကျမ်းအခန်းကြီး7အငယ်73သူတို့တငယ်ဤအသွေးသည်တင်တို့နေရာအိမ်၌တင်တို့ဤလက္ခဏာသက်သေဖြစ်၍ထိုအသွေးကိုငါမြင်သောအခါတင်တို့ကိုငါလွန်သွားမည်ထိုတို့အေဂုတ်တုပြည်ကိုငါသည်ဒဏ်ခတ်သောအခါဖြည့်ဆည်းခြင်းဘေးဥပတ်သည်တင်တို့ကိုမသိမရောက်ရအာမင်သူတို့တကယ်ဤအသွေးသည်တင်တို့နေရာအိမ်၌တင်တို့ဤလက္ခဏာသက်သေဖြစ်၍ဟာလေလုယာအဲ့ဒီအသွေးကိုမြင်တဲ့အခါမှာငါလွန်သွားမယ် praise the lord amenပြီးတဲ့အခါမှာဖြည့်ဆည်းခြင်းဘေးဥပတ်သည်တင်တို့ကိုမသိမရောက်ရဟာလေလုယာဒီနေ့ယေရှုခရစ်တော်ရဲ့အသွေးတော်အားဖြင့်အသွေးတော်တကိုးသည်ဘလောက်ထိကြီးမားပြီးမှဘလောက်ထိတကိုးနဲ့ပြည့်စုံတယ်လဲဆိုတဲ့အရာကိုဒီနှုတ်ကပတ်တော်အပြင်ဘုရားသခင်ဒီကျွန်မကိုအထူးသဖြင့်စကားပြောတာဖြစ်ပါတယ်ကျွန်မတို့ဒီအရာကိုဒီတစ်ခါခွန်အားယူကြရအောင်ခဏလေးကျွန်မဆုတောင်းချင်ပါတယ်အဖဖယားဒီနေ့မနေ့အချိန်တိုင်းအတွက်နာမတော်ကိုချီးမွမ်းပါ၏ဒီကနေ့ကိုတော့ဖွင့်ပြသောနှုတ်ကပတ်တော်အတွက်ယေရှုတင်တဲ့အဖဒီနေ့နှုတ်ကပတ်တော်အားဖြင့်ကျွန်မဆာ၍ဒီမှာရှိသောယုံကြည်သူသားမီးတယောက်စီတိုင်းကိုအထူးသဖြင့်ကိုတော့ဒီစကားပြောတော်မူပါအဖဖယားကျွန်တော်ရဲ့ဝိညာဉ်မျက်စိဝိညာဉ်နားများကိုဖွင့်ပေးပါအဖဖယားနှုတ်ကပတ်တော်ကိုခေါ်ယူတဲ့အရာအလုံးကိုယေရှုနာမနဲ့ဖန်ရှားပါတယ်ငါဒီအိပ်ပျော်ခြင်းပြတော်ကစိတ်လေးလေးခြင်းပြအားတော်ကနှုတ်ကပတ်တော်ကိုကျွန်တော်နှလုံးသားထဲမှာမျိုးစေ့မရနိုင်အောင်အမျိုးမျိုးသောဖြည့်ဆည်းနှောက်ယှက်တဲ့အရာအလုံးယေရှုခရစ်တော်ရဲ့အသွေးတော်တကူအဖြစ်ဖြစ်တော်လည်းဖန်ရှားပါတယ်ပါပဲယာဒီနေ့ကိုရဲ့အသွေးတကူကိုကိုရရှင်ကောင်းမှုရှင်းလင်းစွာနဲ့သိရှိခြင်းအပြင်ဒီနေ့အသက်တာထဲမှာလက်တွေ့အသုံးချနိုင်ဖို့အတွက်ဒီနေ့နှုတ်ကပတ်တော်ဖြင့်ကျွန်တော်တို့ကိုစကားပြောတော်မူပါအချိန်တိုင်းနဲ့အသက်တာနဲ့နှုတ်ကပတ်တော်တစ်ခုစီတဲ့အဖဘုရားလက်တော်ထဲမှာယေရှုနာမနဲ့ဆုတောင်းစကားအနံပါ၏ဖာအာမင်အာမင်ဆိုတော့ဒီကနေ့အသွေးတော်တကူဆိုတော့အဲ့ဒီဟာမသွားခင်မှာကျွန်မအသွေးဆိုတဲ့အကြောင်းကိုနည်းနည်းလေးပြောပြချင်တယ်အသွေးဆိုတာနော်အသွေးလို့ပြောလိုက်ရတယ်အသွေးဆိုတာလူရဲ့ခန္ဓာကိုယ်မှာလေပတ်နေတဲ့အရည်တစ်မျိုးဖြစ်တယ်အဲ့ဒီအသွေးကအာမင်အသွေးဆိုတာပြီးတဲ့အခါမှာအသက်ရဲ့အမှတ်လက္ခဏာဖြစ်တယ်ဒီနေ့ကျမတို့အသက်ရှင်နေတယ်ဘာအကြောင်းအသက်ရှင်နေတာလဲကျမတို့ရဲ့ကိုယ်ခန္ဓာထဲမှာအဲ့ဒီအသွေး cell တစ်ခုစီတိုင်းဒီလှည့်ပတ်နေတဲ့အတွက်ကြောင့်အဲ့ဒီ cell တွေကပုံမှန်သူ့ရဲ့အချိုးအစားနဲ့အညီများလည်းမများဘူးနည်းလည်းမနည်းဘူးပုံမှန်နဲ့ပတ်နေတဲ့အတွက်ကြောင့်ကျမတို့တွေဒီအသက်ရှင်နိုင်တာဖြစ်တယ်အဲ့ဒီအတွက်ကြောင့်ဒီကနေ့အသွေးကျမတို့ခန္ဓာကိုယ်ထဲကနေအသွေးတွေထောက်ကြည့်လိုက်အသက်ရှင်နိုင်မယ်လို့ထင်လားအသွေးဆိုတာအသက်ရဲ့အမှတ်လက္ခဏာဖြစ်တယ်နော်အသွေးကကျမတို့ရဲ့ခန္ဓာကိုယ်ထဲမှာမရှိမဖြစ်လိုအပ်တဲ့အရာဖြစ်တယ်အဲ့ဒီအတွက်ကြောင့်ဝိတ္တရာကျမ်းခန်းကြီး7အငယ်7ထဲမှာဗာပြောထားလဲဆိုလို့ရှိရင်ကိုယ်ခန္ဓာအသက်သည်အသွေး၌တည်၏လို့ပြောထားတာဖြစ်တယ်ဟာလေလုယာဝိတ္တရာကျမ်းခန်းကြီး7အငယ်7ကကြီးထဲမှာဗာပြောထားလဲဆိုရင်ကိုယ်ခန္ဓာအသက်သည်အသွေး၌တည်တယ်ပြီးတဲ့အခါမှာဝိတ္တရာကျမ်းခန်းကြီး7အငယ်14ထဲမှာဗာပြောထားလဲဆိုလို့ရှိရင်အသွေးသည်ခတ်သိမ်းသောကိုယ်ခန္ဓာအသက်ရှင်ရာအကြောင်းဖြစ်တယ်ဟာလေလုယာနှုတ်ကပတ်တော်ထဲမှာပြောထားတာဖြစ်တယ်ဝိပဿနာကျမ်းအခန်းကြီး7အငယ်14ထဲမှာ
အသွေးသည်ခတ်သိမ်းသောကိုယ်ခန္ဓာအသက်ရှင်ရာအကြောင်းဖြစ်၏အာမင်အဲ့ဒီကြောင့်အသွေးဆိုတာနော်အသွေးလို့ပြောလိုက်တဲ့အခါတိုင်းမှာအဲ့အသွေးထဲမှာအမြဲတမ်းအသက်ရှိတာဖြစ်တယ်ဟာလေလုယာဆိုတော့ဒီနေ့ကျမတို့ကိုယ်ခန္ဓာမှာကျမတို့ရဲ့အသွေးဆဲတစ်ခုစီတိုင်းလက်ပတ်နေတဲ့အတွက်ကြောင့်ကျတို့အသက်ရှင်နိုင်တာဖြစ်တယ်အဲ့ဒီအတွက်ကြောင့်ဥပမာတစ်ခုပြောပြမယ်လောကမှာသွေးခင်စာသမားတွေရှိတယ်သွေးခင်စာသမားတွေကလေတခြားခင်စာသမားတွေချက်တေးသေးချာချာဂယုဆိုင်မယ်ဆိုတော့အသက်ရှင်တာပိုအသက်ပိုရှိတယ်။ဘာကြောင့်လဲဆိုအဲ့သွေးခင်စာသမားတွေကသွေးအမြဲတမ်းလဲနိုင်အသက်ရှင်တာဖြစ်တယ်။ဘာကြောင့်လဲအဲ့ဒီသွေးခင်စာသမားတွေကသူတို့ရဲ့သွေးဖြူဆဲတွေကနဲလာတဲ့အခါမှာကန်ဆာရောဂါဖြစ်လာတဲ့အခါမှာအဲ့ဒီကန်ဆာအဲ့ဒီခန္ဓာကိုယ်အသွေးထဲမှာလဲပတ်နေအသွေးတွေအလုံးကိုထုတ်ပြီးမှအဲ့ဒီအသွေးသူများရဲ့အသွေးအသစ်ကိုပြန်ထည့်ရဆိုရင်အဲ့ဒီလူကကောင်းကောင်းအသက်ရှင်နိုင်တယ်။ဘာကြောင့်လဲဆိုတော့ကျမဟိုကုန်ခဲ့တဲ့နောက်ဆုံးတစ်ခေါက်တော့အုပ်ဆွမ်းရေးစီမှာကျမသွားကြည့်ရခါမှာသူနဲ့မျက်နှာချင်းဆိုင်တယောက်ကသွေးခင်စာသမားဖြစ်တယ်။အဲ့ဒီသွေးခင်စာသမားအမြဲတမ်းသွေးလဲတာနှစ်နှစ်ရှိပြီသူအသက်ရှင်နေတာဆိုတော့ကောင်းကောင်းအသက်ရှင်နိုင်တယ်ဆိုတော့တနည်းကကျမအဓိကဘာပြောချင်တာလဲဆိုတော့ဒီကနေ့ကျမတို့ရဲ့အသွေးဒီအသက်မှာတည်တာဖြစ်တယ်ဟာလေလုယာအဲကြောင့်ကျမ်းစာထဲမှာဝိပဿနာကျမ်းအခန်းကြီး7 14 15 16မှာဖတ်ကြည့်ရဆိုလို့ရှိရင်ခရစ်တော်ဘာပြောထားလဲဆိုရင်လူအသက်ဒီအသွေး၌တည်တဲ့အတွက်ကြောင့်အသွေးကိုမစားရဘူးတဲ့နော်ကြောင့်တချို့ယုံကြည်သူတွေဆိုရင်အသွေးမစားကြအောင်ဒီမှာစားရလူရှိလားဟုတ်ပြီတချို့ယုံကြည်ဆိုအသွေးမစားကြအောင်ဟုတ်ပြီဆိုတော့ဖခင်ကနှုတ်ပေါ်တော်မှာဓမ္မဟောင်းခေတ်ကာလမှာပြောထားတဲ့အရာဖြစ်တယ်ဒါပေမဲ့ဓမ္မသစ်ကာလမှာစားတဲ့သူတွေကလည်းခရစ်တော်ရဲ့လဝကထဲမှာပြုခဲ့တဲ့ကျေးဇူးတော်အဖြစ်လွတ်လပ်စွာနဲ့စားခွင့်ရှိရဆိုရင်ပါလဲစားကြတယ်အာမင်ဆိုတော့ကိုကြိုက်တယ်လို့စားသုံးခွင့်ရှိတယ်ယောမဩဝါဒစာအခန်းကြီး15တခန်းလုံးမှာဗာပြောထားလဲဆိုလို့ရှိရင်အစာစားခြင်းနဲ့ပတ်သက်ပြီးမှဘသူ့ကိုမှလည်းတားပိုင်ခွင့်မရှိဘူးဘသူ့ကိုမှလည်းဟိုပြောပိုင်ခွင့်မရှိဘူးရှင်ပေါလုကဗာပြောလဲခရစ်တော်ရဲ့ကျေးဇူးတော်အားဖြင့်ငါသည်စားရတယ်လို့သူကအောင်းမိတယ်ဆိုတော့အဲဒီယောမဩဝါဒစာအခန်းကြီး15တခန်းလုံးကိုဖတ်ကြည့်တယ်ဆိုရင်အဲ့ဒီမှာတွေ့ရမှာဖြစ်တယ်ဟုတ်ပြီဆိုတော့ဒီကနေ့ထွန်းမြောက်ရာကျမ်းအခန်းကြီး7အငယ်73တိုးတငယ်ဤအသွေးသည်တင်တို့နေရာအိမ်၌တင်တို့ဤလက္ခဏာသက်သေဖြစ်၍ဒီနေ့ဘုရားသခင်ကမောရှေကိုပြောနေတာမင်းရဲ့ငါရဲ့ဣသေလလူမျိုးတွေကိုပြောပါအဲ့ဒီတိုးတငယ်ရဲ့အသွေးသည်တင်တို့နေရာအိမ်၌တင်တို့လက္ခဏာသက်သေဖြစ်၍လက္ခဏာသက်သေဖြစ်၍ဆိုတော့ဘာအတွက်လောက်ခိုင်းနေရလဲဆိုလို့ရှိရင်ဘုရားသခင်ကသူ့ရဲ့သားသမီးတော်ဣသေလလူမျိုးတွေကိုအေဂုတ္တုပြည်မှာဂျုံခံအနှစ်400ကျော်ဂျုံခံနေရာထဲကနေပြီးမှဂတိတော်မြေဖြစ်သောခါနန်ပြည်ထဲမှာပို့ဆောင်ဖို့ရန်အတွက်ဂတိတော်မြေဖြစ်သောမြို့နဲ့ပြားရည်စီသောအဲ့ဒီပြည်နယ်မှာပို့ဆောင်ဖို့ရန်အတွက်အဲ့ဒီအေဂုတ္တုပြည်မှာအမျိုးမျိုးသောအမှုတွေနဲ့ဘုရားရှင်ကအမျိုးမျိုးသူတို့ကိုဖာရောဘုရင်ကလွတ်ဖို့ရတဲ့နမိတ်လက္ခဏာအမျိုးမျိုးနဲ့လုပ်တယ်။သူတို့တော်များလေဖာရောဘုရင်ရဲ့နှလုံးကိုဘုရားခင်ကိုယ်တိုင်ကစိတ်ခိုင်ပါစေ၍နမိတ်လက္ခဏာ10ခုပြုပြီးတာတော့မှဖာရောဘုရင်နှလုံးခိုင်ပါတော့မယ်။အဲ့ဒီတော့ကြောင့်ဘုရားခင်ဒီနောက်ဆုံးဘာလို့ဖို့သူတို့စီစဉ်လဲဆိုဘုရားသခင်ကဘာလို့ဖို့စီစဉ်လဲဆိုရင်ဟုတ်ပြီအဲ့ဒီအေဂုတ္တုပြည်မှာရှိတဲ့ဖာရောဘုရင်ရဲ့တာဦးမှအစာ၍တရိษံရဲ့တာဦးတည်တိုင်အောင်ငါတတ်မယ်ငါဒဏ်ခတ်မယ်အဲ့လိုမျိုးဒဏ်ခတ်တဲ့အချိန်မှာငါရဲ့ဣသေလလူမျိုးတွေဒီလူမြောက်ဖို့ရအတွက်တိုးတငယ်ရဲ့အသွေးကိုလက္ခဏာတတ်တယ်ဖြစ်စေခြင်းကအိမ်တကားဝမှာတုတ်ထားခြင်းအပြင်အဲ့ဒီဘေးဒဏ်ကနေလွတ်ချင်းခွင့်ရမယ်လို့ပြောတာဖြစ်တယ်။ဟာလေလုယာ။အာမင်။အာမင်။ဆိုတော့ကျွန်မဘာကြောင့်ဒီရောက်ကိုဘုရားသခင်အထူးသဖြင့်စကားပြောရဲဆိုတော့ကျွန်မအဲ့ဒီမလေးရှားမှာကျွန်မနေတဲ့အချိန်မလေးရှားပြည်ကြုံအားလုံးသိတယ်။2008မှာအပန်းစီတာတောင်းချမ်းတယ်။တောင်းချမ်းတဲ့အချိန်မှာအထူးသဖြင့်ကျွန်မတို့နေတဲ့ရက်ကွက်မှာဆိုရင်တော်တော်လေးအစစ်စစ်များတယ်ကျွန်မမမေ့သေးဘူးပူတူးဦးလို့ခေါ်တယ်ကျွန်မတအားကြောက်တယ်အဲ့ဒီချိန်ဘာကြောက်တယ်လဲကျွန်မကလည်း
ယူဟန်ကတော့ရှိပါတယ်ဒါပေမဲ့စိတ်ထဲမှာငြိမ်သက်မှုမရနိုင်ဘူးကိုယ့်အတွက်ထက်ဆိုင်လို့ရှိရင်ကိုယ့်ရဲ့ညီမကျမရဲ့ညီမတွေလည်းရှိရဆိုကျမရဲ့ညီမတွေယူဟန်ကလုံးဝမကင်တော့သူတို့အတွက်ပိုစိုးရိမ်တယ်ဒါကြောက်တယ်ကျမလုံးဝတခါလေညဘက်တွေအိတ်မပြောဘူးဟာဘုရားသခင်ဆိုမှကျမဒီလိုပဲနေတဲ့အချိန်မှာဖြစ်ချင်တော့ကျမတို့နေတဲ့အိမ်ကကျမတို့နေတဲ့အထက်က12ထပ်မှာဖြစ်တယ်ဓာတ်လေကားနဲ့ဒီလိုထွက်လိုက်တာနဲ့ဓာတ်လေကားဒီလိုထွက်ရင်အရှိမတော့အခါမရှိဘူးထွက်ပြီးမှညာဘက်ချိုးတာနဲ့အဲ့ဒီချိုးရတဲ့အိမ်ကကျမတို့အိမ်ဖြစ်တယ်ဆိုတော့လူဖြစ်တဲ့အလျောက်အားလျော်ဆိုတာကျမလည်းအမျိုးမျိုးစဉ်းစားပြီးဟုတ်ပြီရေလာတွေကဓာတ်လေကားနဲ့တက်လာမယ်ထွက်တာနဲ့ငါတို့အိမ်တကားအောင်တွေ့မယ်တွေ့ရတဲ့တခါနဲ့တကားအောင်ခောက်မှာမဟုတ်ဘူးဖြုတ်ပြီးမှငါအိမ်ထဲမှာရှိတဲ့လူတွေကိုဖမ်းလို့ရတယ်အမျိုးမျိုးစဉ်းစားတယ်အဲ့ဒီအချိန်ကလည်းတကယ်အဖမ်းစီတောင်းတတဲ့အချိန်ဆိုတော့တအားကြောက်တယ်ကျမညတိုင်းအိမ်မပြောအမြဲတမ်းနိုးတယ်အဲ့ဒါကျမလည်းဆူတောင်းတယ်ကိုတော့ငြိမ်သက်ခြင်းပေးပါလို့ဆူတောင်းတဲ့အခါမှာဖခင်ကကျမတို့ဒီနှုတ်ကပတ်တော်အဖြစ်ဖခင်ကစကားပြောတာဖြစ်တယ်ဟာလေလုယာအာမင်တင်းရဲ့အသက်တာကိုငါခရစ်တော်ရဲ့အသွေးတော်အဖြစ်ရွေးနှုတ်ကယ်တင်ခဲ့ပြီးပြီအဲ့ဒီရဲ့အသွေးတော်တကောကသင်ကိုလုံခြုံစေမှာဖြစ်တယ်ဟာလေလုယာသင်ကိုကွဲကားပြီးသားဖြစ်တယ်ဒီမှာဗာပြောထားတယ်သင်တို့တငယ်ကြီးအသွေးသည်သင်တို့နေရာအိမ်၌သင်တို့ရဲ့လက္ခဏာသက်သေဖြစ်ထိုအသွေးကိုငါမြင်သောအခါသင်တို့ကိုငါလွန်သွားမည်အာမင်ဆိုဘုရားကျွန်တော်ဗာပြောလဲဆိုသင်ရဲ့အိမ်သင်ရဲ့ဘဝသင်ရဲ့ညီမတယောက်ဆိုင်တဲ့တော့ကိုငါရဲ့အသွေးတော်တကောနဲ့လွှမ်းခြုံထားပါဟာလေလုယာအဲ့လိုမျိုးလွှမ်းခြုံထားတဲ့အခါမှာငါရဲ့အသွေးတော်တကောအဖြစ်အဲ့ဒီသင်တို့ကိုလာပြီးမှဖမ်းဆီးမဲ့နောက်ဆက်မဲ့အဲ့ဒီရွေလာတွေဒီသင်တို့ကိုလွန်သွားမှာဖြစ်တယ်အာမင်အဲ့ဒီညစာပြီးကျွန်မတအားလွတ်မြောက်တာဖြစ်တယ်လုံးဝမကြောက်တော့ဘူးလုံးဝမကြောက်ဘူးကျွန်မဘာလုပ်လဲကျွန်မရဲ့အိမ်တွေကိုအသွေးတကယ်အသွေးနဲ့တော့တုတ်တာတော့မဟုတ်ပါဘူးเนาะယေရှုနာမနဲ့အသွေးနဲ့ပတ်ပြင်းတယ်ယေရှုနာမနဲ့အသွေးနဲ့ကွဲကားတယ်ကျွန်တော်တတ်တရားဆံကိုလည်းအသွေးနဲ့ကွဲကားတယ်ဆိုရင်မှကျွန်တော်အငြင်းနဲ့ဆူတောင်းတဲ့အခါမှာအထဲမှာညင်သက်ခြင်းရတာဖြစ်တယ်အဲ့ဒီစက်ထဲမှာကျွန်တော်ဘာသိလာလဲဆိုတော့ခရစ်တော်ရဲ့အသွေးတော်တကောကငါတို့ရဲ့အပြစ်ကိုကယ်တင်ရှုံတာမကဘဲနဲ့ကျွန်တော်တို့ကိုလုံခြုံမှုအဖြစ်အာမင်ကွယ်ကာမှုကိုပေးတဲ့အသွေးတော်ပါလားဆိုရကိုတာ၍နားလည်လာတာဖြစ်တယ်ဟာလေလုယာဒီနေ့ဓမ္မဟောင်းကာလမှာဖခင်ကသူရဲ့ဣသရေလလူမျိုးတွေကိုလည်းထုံနည်း၎င်းပဲဒဏ်ခတ်ခြင်းပေးတယ်ကြုံတွေ့ရမယ်တေဆုံးခြင်းပေးတယ်ခြေကွဲမှုပေးတယ်ကနေလွတ်မြောက်ဖို့ရန်အတွက်အဲ့ဒီဓမ္မဟောင်းခေတ်ကာလမှာတိုးတငယ်ရဲ့အသွေးကိုတတ်ခိုင်းပြီးမှအဲ့ဒီအသွေးကိုသူရဲ့တကထုံမှာတုတ်တင်ခိုင်းတာဖြစ်တယ်ဟာလေလုယာပြီးတော့ဘုရားဘာပြောလဲဆိုရင်အဲ့ဒီတိုးတငယ်ကိုတဲ့ဘာလို့ရမလဲဆိုလို့ရှိရင်အဲ့ဒီတိုးတငယ်ကိုတဲ့မိသားစုတစုကတကောင်တက်ရမယ်တဲ့အဲ့ဒီမိသားစုတစုကတကောင်တက်မယ်ဥပမာ single တယောက်တည်းနေရဆိုပါစို့အဲ့ဒီ single တယောက်တည်းနေရဆိုရင်အိမ်နီးချင်းမိသားစုပြောင်းနဲ့ပေါင်းပြီးမှတိုးတငယ်တကောင်ကိုတက်ရမယ်တဲ့တက်ပြီးရင်သူ့ရဲ့အသားတွေသူ့ရဲ့ခေါင်းတွေသူ့ရဲ့ခြေထောက်တွေအားလုံးကိုမီးကေပြီးမှစားရမယ်တဲ့မီးကေပြီးမှစားဖို့လို့ရှိရင်အဲ့ဒီစားတဲ့အကျွင်းအကြံတွေရှိရဆိုရင်လည်းမီးရှို့ပလိုက်ရမယ်တဲ့ပြီးတဲ့အခါမှာအဲ့ဒီတိုးတငယ်ရဲ့အသွေးကိုတကထုံမှာတုတ်ထားခြင်းအဖြစ်ငါတီသားဦးအားလုံးကိုလိုက်မှဒဏ်ခတ်ပြီးမှတေတံနဲ့စီရင်တဲ့အခါမှာအဲ့ဒီအသွေးတုတ်ထားတဲ့အိမ်အားလုံးကိုငါလွန်သွားမယ်ဟာလေလုယာအာမင်အာမင်ဒီနေ့ကျွန်တော်တယောက်စီအသက်တာမှာလဲဖခင်ရှင်သည်ကျွန်တော်တယောက်စီအသက်တာကိုပြောနေရတဲ့သင်ရဲ့အသက်တာသည်ခရစ်တော်ရဲ့အသွေးတော်အပြင်ရွေးနှောက်ခြင်းရွေးဝယ်ခြင်းခံပြီးသားဖြစ်ပြီးရဆိုလို့ရှင်တော့သင်သည်ခတ်သိမ်းသောဒဏ်ခတ်ခြင်းခတ်သိမ်းသောဆုံးရှုံးခြင်းခတ်သိမ်းသောဝမ်းနည်းခြင်းခတ်သိမ်းသောမျောလင့်စရာမဲ့နေခြင်းတွေကနေအဲ့ဒီအသွေးတော်သည်ကျွန်တော်တို့ကိုလွတ်ချင်းပေးနေပြီဖြစ်တယ်ဟာလေလုယာအာမင်အာမင်ဒီနေ့သင်အသက်တာမှာသင်ဘာတွေစိတ်သက်ကြနေသလဲဒါမှမဟုတ်ရှင်လဲကိုယ့်ရဲ့အသက်တာမှာဘာယောဂဝေဒနာတွေကလာပြီးကျမတို့ကိုရောင်ဆောင်ပြီးမှလာပြီးမှစကားခံစားနေအောင်ပါလာပြောနေတယ်လေဒီနေ့ကျမအထူးပဲခွန်အားပေးခြင်းနဲ့အသွေးတော်ရဲ့တကိုးသည်အဲ့ဒီအနာယောဂတွေအားလုံးကိုလည်းကျမ်းမာစေပြီးသားဖြစ်တယ်ဟာလေလုယာအာမင်အာမင်ဟာလေလုယာအာမင်
တော်လေးဝမ်းနဲ့ကြေကွဲနေတဲ့အချိန်မှာတအားစိတ်မငြိမ်မသက်တာဖြစ်နေတဲ့အချိန်မှာအဲ့ဘုရားသခင်ဒီခရစ်တော်ရဲ့အသွေးတော်တကူအပြင်ကျွန်တော်ကိုစကားပြောလာတာဖြစ်တယ်။ဟေပြဝါဒစာအခန်းကြီးကိုအငယ်20ထဲမှာအသွေးတော်ကဘာလို့ဆောင်ပေးလဲဆိုလို့ရှိရင်ဟေပြဝါဒစာအခန်းကြီးကိုအငယ်20မှာအသွေးမတော်လောင်းပဲဘာလဲအသွေးမတော်လောင်းပဲအပြည့်လွတ်ခြင်းမရှိအာမင်ဒီနေ့ကျမတို့ရဲ့လောကမှာရှိသမျှအပြစ်အလုံးဒီခရစ်တော်ရဲ့အသွေးတော်လက်ဝါးကနေတော့မှသုံးခဲ့တော့အဲ့ဒီအသွေးတော်ဒီကျွန်တော်တို့ရှိသမျှအပြစ်အလုံးကိုဆေးကြောပေးတာဖြစ်တယ်။တို့ပြရှင်နာမောသားဘုန်းကြီးပါစေ။ဟာလေလုယာ။ဝိသုယကျမ်းခန်းကြီး7အငယ်7 B ထဲမှာဆိုလဲပါရေးထားလဲဆိုလို့ရှိရင်လူအပြစ်ကိုဖြေတဲ့အရာကအသွေးဖြစ်တယ်။အာမင်။ဒီနေ့ကျမတို့စီမှာရှိသမျှအပြစ်အလုံးကိုကျမတို့ရိုးရိုးရေနဲ့ရိုးရိုးဆက်ပြာနဲ့ကဘာပေါ်မှာရှယ်ဆက်ပြာနဲ့ဘာမှဆေးလို့မရဘူးဒီနေ့ကျမတို့ရဲ့အပြစ်အလုံးကိုတန်ရှင်းစင်ကြယ်ခြင်းပေးနိုင်သောအရာတစ်ခုပဲရှိတယ်အဲ့ဒါဒီခရစ်တော်ရဲ့အသွေးတော်ဖြစ်ပါတယ်ဟာလေလုယာအာမင်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 အဲ့ကြောင့်ဒီနေ့ကျမတို့ရဲ့အသက်တာထဲမှာကောင်းမှုကုသိုလ်တွေလုပ်ခြင်းအပြင်ကျွန်တော်တို့အပြစ်လွတ်ခြင်းရနိုင်တဲ့သူတွေမဟုတ်ပါဘူး။ဖခင်เจ้าပုံမှန်တက်ခြင်းအဖြစ်ကျွန်တော်တို့အပြစ်လွတ်ခြင်းရနိုင်တာမဟုတ်ပါဘူး။အလုံးဝဲဆယ်ဖို့တဖို့တွေကျွန်မပုံမှန်ထက်နေခြင်းအဖြစ်ကျွန်တော်တို့အပြစ်လွတ်နိုင်တာမဟုတ်ပါဘူး။ဒီနေ့ကျွန်တော်တို့ကိုအပြစ်လွတ်စေတဲ့အရာတစ်ခုလည်းရှိပါတယ်။အဲ့ဒါဒီယေရှုခရစ်တော်ရဲ့အသွေးတော်ဖြစ်ပါတယ်။ဟာလေလုယာ။တို့ခရစ်တော်ရဲ့အသွေးတော်ကိုလက်ခုပ်တီးခြင်းနဲ့ကျွန်တော်တို့ဂုဏ်ပြုကြရအောင်။အာမင်။အာမင်။ဟာလေလုယာ။အာမင်။ဆိုဒီနေ့ကျမရဲ့အသက်တာထဲမှာတင်းရဲ့အသက်တာထဲမှာငါကအပြစ်လွတ်ခြင်းဘာကြောင့်ရတာလဲတချို့ရယုံကြည်ကြတယ်အော်ကျမတို့ရန်ကုန်မှာအင်္ဂလိပ်သားမှာဆိုလို့ရှိရင်ဘာဖြစ်လာလဲဆိုတော့အော်ဒီယေရှုခရစ်တော်ဘုရားငါ့ကိုကျမ်းမာစေတဲ့ဘုရားငါယုံကြည်တယ်။အော်ငါဒုက္ခရောက်တဲ့အချိန်မှာငါ့ကိုကူညီတဲ့ဘုရားဖြစ်တယ်ငါယုံကြည်တယ်။အဲ့ဒီယုံကြည်ခြင်းဒီကျမတို့ကိုကယ်တင်ခြင်းမပေးနိုင်ပါဘူး။အာမင်။အာမင်။ဒီနေ့ကျမတို့ကိုကယ်တင်ခြင်းပေးနိုင်သောအရာဒီခရစ်တော်ရဲ့အသွေးတော်ဒီကျမမှာရှိသောအပြည့်ရဲ့အလုံးစုံကိုစေကြောပေးတယ်ဆိုတာကိုသာယုံကြည်မှသာနဲ့အဲ့ဒီအရာဒီအပြည့်လို့ခြင်းရမှာဖြစ်တယ်။ဟာလေလုယာ။ဟာလေလုယာ။ဆိုတော့ဒီကနေ့ကျမရဲ့အသက်တာထဲမှာငါဘုရားကြောင့်ပုံမှန်တက်ခြင်းအဖြစ်ကောင်းကင်ဘုံရောက်မယ်လို့ထင်နေတဲ့အတွေးအခေါ်တွေကိုယေရှုနာမနဲ့ဖျက်တိုက်ရအောင်အာမင်အဲ့ဒီဘုရားကြောင့်ပုံမှန်တက်ခြင်းအဖြစ်ဆယ်ဖို့တဖို့ကျမတို့ပုံမှန်ထည့်ခြင်းအဖြစ်အော်ဘုရားအတွက်ကျမတို့တွေအားရပါရတခြင်းဆိုပြီးမှချီးမွမ်းခြင်းနဲ့ကျမတို့ကဲ့တင်ခြင်းပေးနိုင်တာမဟုတ်ပါဘူးဒီကနေ့ကျွန်တော်တို့ကိုထာဝရအသက်ကောင်းကင်ဘုံကိုပို့ဆောင်တဲ့လမ်းတလမ်းပဲရှိပါတယ်ခရစ်တော်ရဲ့အသွေးတော်တကိုးအပြင်အပြည့်ရှိသမျှကိုစေကြောခြင်းအပြင်အဲ့ဒါကိုယုံကြည်ခြင်းနဲ့ကျွန်တော်တို့ကောင်းကင်နိုင်ငံရောက်နိုင်မှာဖြစ်တယ်ဟာလေလုယာအာမင်ကြောင့်ဒီနေ့ကျွန်တော်တယောက်ဆောင်ခွန်အားပေးခြင်းနဲ့မိမိရဲ့အသက်တာထဲမှာကယ်တင်ခြင်းအတွက်နောက်တမလုံးဘဝအတွက်ခရစ်တော်ကကျမအတွက်လဝါကတိုင်းမှာအသေးခံပေးတဲ့အသွေးသွင်းပေးခဲ့တာကိုယုံတာမဟုတ်ဘဲနဲ့တခြားသောအကြောင်းပြချက်တွေကြောင့်ပဲဖျားနဲ့ဆက်သွယ်နေတယ်ဆိုရင်ဒီကနေ့မှန်ကန်သောလမ်းတမန်တရားလမ်းမှာပြန်လာဖွင့်အတွက်ရောက်စအောင်ကိုအားပေးချင်ပါတယ်အာမင်ဒီနေ့ခရစ်တော်ရဲ့အသွေးတော်ကသာလေကျွန်တော်တို့တယောက်စနဲ့အပြစ်အားလုံးကိုဆေးကြောပေးရတဲ့အတွက်ကြောင့်အဲ့ဒီအတွက်ကြောင့်အခုနကကျွန်မဖတ်တဲ့ထဲမှာအသွေးမသွန်းလောင်းပဲအပြစ်လွတ်ခြင်းမရှိဘူးဒီနေ့ကျွန်တော်တို့အပြစ်လွတ်နိုင်တဲ့နီလန်တစ်ခုပဲရှိတယ်အဲ့ဒီနီလန်ဒီခရစ်တော်ဒီကျွန်တော်တို့အတွက်အသွေးသွန်းခဲ့တဲ့အရာဖြစ်တဲ့အတွက်ကြောင့်ဒီနေ့ကျွန်တော်တို့ဒီကယ်တင်ခြင်းရတာဖြစ်ပါတယ်ဟာလေလုယာအာမင်အဲ့ကြောင့်ဒီကနေ့အသွေးသွန်းခြင်းဆိုတာတနည်းအားဖြင့်ဒီ Bible study ဒီကျမ်းစာအုပ်ကြီးထဲမှာဗာပြောထားလဲဆိုရင်အသက်နှုတ်ခြင်းဖြစ်တယ်တဲ့အသွေးသွန်းတာဒီနေ့ယေရှုခရစ်တော်ဒီကျွန်တော်တို့အသွေးလဝကရတဲ့တဆက်သွန်းလောင်းခြင်းအဖြစ်သူ့ရဲ့အသက်ကိုနှောက်ယူခြင်းအဖြစ်ဒီနေ့ကျွန်တော်တို့ဒီအသက်ရှင်နိုင်တာဖြစ်တယ်အာမင်အာမင်ဒီနေ့ခရစ်တော်ကလဝကတိုင်းမှာထိုကဲ့သို့မဟုတ်ခဲ့ဘူးဆိုရင်ကျမတို့တယောက်စီအဲ့ဒီလဝကတိုင်းမှာအဲ့ဒီချိန်ချင်းမှာချိတ်ဆွဲခြင်းခံရမယ်သူတွေဖြစ်တယ်။တို့တော့ကျွန်တော်တို့ရဲ့အပြစ်အလုံးစုံအတွက်ကြောင့်
ယေရှုကတော့ဘုရားသည်ကျွန်တော်တို့အတွက်ကိုစားလောကကတော့မှာအဲ့ဒီချိန်ချင်းအလုံးစုံကိုသူသည်အသက်ပေးခဲ့တာဖြစ်တယ်ဟာလေလုယာငါတို့ဒီအပြည့်ရှိစေနေခရစ်တော်သည်ငါတို့အတွက်ကြောင့်အသေးခံတော်မူသည်ဖြစ်၍အာမင်ကျွန်တော်တို့အပြည့်ရှိတဲ့များအလုံးစုံအတွက်ခရစ်တော်သည်လောကတော်ထနာချိန်ချင်းအသွေးသွန်းခြင်းကိုခံပြီးမှအသက်နောက်ယူခြင်းအပြင်ဒီနေ့ကျွန်တော်တို့ဒီထာဝရအသက်ရှင်ခြင်းတို့ကူးမြောက်နိုင်တာဖြစ်ပါတယ်အာမင်အကြောင်းဒီနေ့ခရစ်တော်ရဲ့အသွေးတော်တကိုယ်ထဲမှာတကယ်အသက်ရှင်ဖို့ရန်အတွက်အဲ့ဒီအသွေးတော်ကိုတကယ်ယုံကြည်ဖို့ရန်အတွက်ဒီနေ့အထူးပဲခွန်အားပေးချင်ပါတယ်နံပါတ်1အဲ့ဒီအသွေးတော်ဒီကျွန်တော်တို့ရဲ့အပြစ်ရှိသမျှအားလုံးကိုစေကြောပေးတော့ယေရှုခရစ်တော်ရဲ့အသွေးတော်ဖြစ်ပါတယ်ရှင်ရဩဝါဒစာပထမစာဆောင်အခန်းကြီး1အငယ်9ထဲမှာဗာပြောတာလေဖခင်သခင်ဤသားတော်ယေရှုခရစ်အသွေးတော်ဒီငါတို့အပြစ်ရှိသမျှကိုစေကြောတော်မူ၏အာမင်ရှင်ရဩဝါဒတရားခန်းကြီးတဲ့အငယ်ခုနှစ်ထဲမှာရေးထားတာဖြစ်တယ်။ဖခင်သခင်သားတော်ယေရှုခရစ်အသွေးတော်သည်ငါတို့အဖြစ်ရှိသမျှဟောအတိတ်ကာလလုံးကသင်တိတ်တိတ်လေးနဲ့မှားခဲ့တဲ့အဖြစ်တွေအားလုံးယခုအချိန်မှလည်းသင်မှားနေတဲ့အဖြစ်တွေအားလုံးလာမယ့်ပြစ္ဆုတ်ပံမှာလည်းမှားမယ့်အဖြစ်တွေအားလုံးဟာလေလုယာအဲ့ဒီအဖြစ်ရှိသမျှကိုခရစ်တော်ရဲ့အသွေးတော်ကစေကြောပြီးပြီဖြစ်တယ်။အာမင်အာမင်ကျမဖခင်ကျေးဇူးတော်ချီးမွမ်းတယ်ဒီနေ့ကျမတို့အပြစ်တွေဘယ်နဲ့ချိန်ဘယ်နဲ့လီလုံးနေမှမသိတာနေ့တိုင်းအပြစ်ထဲမှာနေမောနေတယ်နေ့တိုင်းအပြစ်တစ်ခုလောက်ကတော့ကျမတို့လုံမိနေတယ်ဒါနဲ့တော့ကဘတော်ကကျမတို့ကိုအာမခံချက်ပေးထားတာကတော့ခရစ်တော်ရဲ့အပြစ်ရှိတဲ့ခရစ်တော်ရဲ့အသွေးတော်ဒီငါတို့အပြစ်ရှိတဲ့မြအားလုံးဟာလေလုယာအာမင်အားလုံးလို့ပြောရအောင်အားလုံးဆိုတော့အခုလောက်နေတဲ့အဖြစ်ပဲပါတာလားမဟုတ်ဘူးကျမတို့အတိုက်မှာလောက်ခဲ့တဲ့အရာကျမတို့မနှက်ဖြာမှာလောက်အောင်တဲ့အရာအားလုံးလဲပါတာဖြစ်တယ်တို့ဘုရားရှင်နာမတော်တာပုံကြည်ပါစေဟာလေလုယာအာမင်အပြည့်ရှိတဲ့မြောက်ကိုစေကြောပေးတယ်ဖေခရစ်တော်ရဲ့အသွေးတော်ဘယ်လောက်ထိတကိုးနဲ့ပြည့်စုံတယ်လဲပြီးတဲ့အခါမှာအဲ့ဒီအသွေးတော်ကကျွန်တော်တို့ကိုထာဝရအသက်ကိုပေးတာဖြစ်တယ်အာမင်အသွေးဆိုတာဘာလဲအခုနကျွန်မပြောတဲ့ အသွေးဆိုတာတနည်းအားဖြင့်အသက်ကိုနှောက်ယူခြင်းဖြစ်တယ်အသွေးဆိုတာတနည်းအားဖြင့်အသက်စတီးလိုက်ရခြင်းဖြစ်တယ်ခရစ်တော်ရဲ့အသွေးသုံးပြီးမှလဝါကတဲ့တော်ထက်မှာအသက်စတီးလိုက်ခြင်းသည်ကျွန်တော်တို့တယောက်စီတိုင်းထာဝရအသက်ရှင်ဖို့ဖြစ်တယ်ဟာလေလုယာယခုဘဝမှာသာလေအသက်ရှင်ဖို့မဟုတ်ဘဲနဲ့နောက်တမလွန်ဘဝအထိကောင်းကင်ဘုံ၌ထာဝရစိုးစံပြီးမှထာဝရအသက်ရှင်ဖို့ရန်အတွက်ယေရှုခရစ်တော်သည်ကျွန်တော်တို့တယောက်စီတိုင်းအတွက်လက်ဝါးကရမှာအမှုပေးခဲ့ပြီဖြစ်တယ်။ထိုဘုရားရှင်နာမတော်တားပုံကြည်ပါစေ။အာမင်။ကျေးဇူးတင်တော်နှလုံးသားနဲ့ဘုရားရှင်ကိုလက်ခုပ်ပြီးချီးမွမ်းကြရအောင်။ဟာလေလုယာ။ဟာလေလုယာ။ဟာလေလုယာ။အာမင်။ထာဝရအသက်ရှင်မဲ့သူတွေဖြစ်တယ်။ဟေဒီဩဝါဒစာအခန်းကြီး9အငယ်7ထဲမှာငါတို့အဖို့ထာဝရရေနှုတ်ခြင်းကျေးဇူးကိုခံ၍စိတ်ကလေးနွားကလေးအသွေးနဲ့မဟုတ်တော့ဘူးမိမိအသွေးတော်နဲ့မိမိအသွေးတော်ဆိုတာဘာလို့ပြောရလဲခရစ်တော်ရဲ့အသွေးတော်အပြင်ကျွန်တော်တို့ဒီထာဝရအသက်ရှင်ခြင်းထာဝရအသက်ရှင်ခြင်းထာဝရအသက်ကိုပိုင်ဆိုင်ရတဲ့အခွင့်ဘုရားရှင်ပြင်ဆင်ပေးပြီးဖြစ်ပါတယ်ပြီးတဲ့အခါမှာအဲ့ဒီခရစ်တော်ရဲ့အသွေးတော်ဒီကျွန်တော်တို့ကိုဘယ်နေရာကိုပို့ဆောင်တယ်လဲဆိုရင်ဖြောင့်မတ်ခြင်းဖြစ်တယ်ဟာလေလုယာအာမင်ဟုတ်ပြီကျွန်တော်လောကမှာဖြောင့်မတ်တဲ့သူတွေရှိသလားငါတော့ဖြောင့်မတ်တဲ့လူတွေပေါ်မှာတကယ်တမာတိရှိစွာနဲ့ဆက်ဆံတဲ့သူတွေရှိပါသလားမရှိဘူးတစ်ချိန်ကြရင်တော့ကိုယ့်အတွက်တော့စဉ်းစားပြီးမှလူတွေနဲ့စကားပြောနေတာအာမင်သူတို့အတွက်အကောင်းဆုံးလို့ပြောနေတော့ညာလဲကိုယ့်အတွက်တစ်ခုတော့ကြံနေတာဟုတ်လားနော်ဒါလောကရဲ့နေရာမှာဖြစ်တယ်ကျွန်မအမျိုးသားကျွန်မအမြင်ပြောတယ်တကယ်ဆုမတောင်းပေးနိုင်မင်းနဲ့တဲ့ဟာဆုတောင်းခြင်းနဲ့တတိယနေတယ်လို့မပြောနဲ့တဲ့ကျွန်မအမျိုးသားကျွန်မအမြင်ပြောတယ်ကျွန်မလည်းရည်ပြီးမှဟုတ်တာပဲလို့ပြောလိုက်တယ်ဘာဖြစ်လို့လဲလူတွေနဲ့တွေ့လို့ရှင်ဟာငါနဲ့တွေ့ဆုတောင်းနေတာဆုတောင်းခြင်းနဲ့တတိယနေတယ်နော်ဆိုရင်မှသူ့အတွက်ကောင်းတယ်လို့ပြောပေမဲ့တ
တနည်းအားဖြင့်ငါတော့အများတတိယနေနေမသိပေမဲ့ငါဆုတောင်းနေတယ်ဆိုတော့ကိုအတွက်လည်းအများအကောင်းကြတယ်လို့စကားအလှနဲ့လည်းပြောတဲ့ချိန်နဲ့အများကြီးရှိတယ်ဆိုတော့ဖြောင်းမှတ်တယ်လို့မဖြောင်းမှတ်ပဲနဲ့ဖြောင်းမှတ်တယ်လို့ကျွန်တော်တို့အသက်ရှင်တဲ့ချိန်နဲ့အများကြီးရှိတယ်ဒါပေမဲ့ယေရှုခရစ်တော်ရဲ့အသွေးတော်တကောအဖြစ်အဲ့ဒီကျွန်တော်တို့မဖြောင်းမှတ်နိုင်တဲ့မတည်ကြည်နိုင်တဲ့အရာတွေအားလုံးဒီလေဘသူရဲ့အသွေးတော်အပြင်ကျွန်တော်တို့ဖြောင်းမှတ်တယ်လေခရစ်တော်ရဲ့အသွေးတော်အပြင်ကျွန်တော်တို့ဒီဖြောင်းမှတ်ခြင်းဝိလုံကိုဝိစင်ခြင်းခံရတော်သူများဖြစ်တယ်ဟာလေလုယာအာမင်လူရဲ့ကြားထဲမှာတော့မဖြောင်းမှတ်တရားဖြစ်ပေမဲ့ဒီနေ့ခရစ်တော်ရဲ့အသွေးတော်ကကျွန်တော်ရဲ့အဖြစ်အားလုံးကိုဆေးကြောတယ်ဆိုရင်မှလက်ခံယုံကြည်တော်သူတယောက်စီတိုင်းအတွက်တော့ဖခင်သခင်ကငါတာငါသမီးသင်ဟာဖြောင့်မတ်တော်သူဆိုရင်မှဖခင်ရဲ့အမြင်မှာကျွန်တော်တို့ဖြောင့်မတ်တော်သူများဖြစ်လာဖြစ်တယ်။တော်ပြရှင်နာဘအတိုင်းဘုန်းကြီးပါစေ။ဟာလေလုယာ။အာမင်။အာမင်။ဖခင်ရှေ့မှာကျွန်တော်တို့ဒီဖြောင့်မတ်စွာနဲ့အသက်ရှင်တော်သူများဖြစ်တယ်။ပြီးတဲ့အခါမှာကျွန်တော်တို့ဒီအဲ့ဒီအသွေးတော်ရဲ့တကောအားဖြင့်ဘသူကိုအောင်နိုင်တယ်လဲဆိုရင်စာရန်ကိုအောင်နိုင်တာဖြစ်တယ်။အာမင်။အာမင်။စာရန်ကဘယ်တော့မှဒီလောကကြီးကိုကျွန်တော်တို့အောင်နိုင်တာဖြစ်တယ်။လောကကြီးကကျွန်တော်တို့ကိုလိမ်ညာပြီးမှသင်ဟာဆုံးရှုံးတဲ့သူဖြစ်တယ်။သင်ဟာမချမ်းသာသောသူဖြစ်တယ်။သင်ဟာအတောမကျသောသူဖြစ်တယ်။သင်ဟာအတောမဝင်သောသူဖြစ်တယ်ဆိုမှလောကရဲ့လိမ်ညာမှုတနည်းအားဖြင့်စာရန်ရဲ့ဖျားယောင်းသွေးဆောင်ပြီးလိမ်ညာရဲ့ရန်နဲ့ကျွန်တော်တို့အောင်မြင်နိုင်တာဖြစ်တယ်။ကျမ်းစာကျွန်တော်တို့ဖတ်ကြရအောင်ကောလောသဲဩဝါဒစာကောလောသဲဩဝါဒစာအခန်းကြီးနဲ့အငယ်15အချွတ်အနည်းအာနာဇက်များကိုလူယူလျင်ထင်ရှားစွာထုတ်ပြ၍လဝါကားတိုင်းတော်အားဖြင့်အောင်ပွဲကိုခံတော်မူပြီဟာလေလုယာအာမင်အချွတ်အနည်းအာနာဇက်များကိုလူယူ၍ထင်ရှားစွာထုတ်ပြ၍အထွတ်အမြတ်အာနာဇက်များကိုလူယူလင်ထင်ရှားစွာထုတ်ပြ၍လက်ဝါးကားတိုင်းတော်အဖြစ်လက်ဝါးကားတိုင်းတော်ဆိုတာဘာလဲခရစ်တော်ရဲ့အသွေးသွန်းခဲ့သောနေရာဖြစ်တယ်ဟာလေလုယာအဲကြောင့်ခရစ်တော်ရဲ့အသွေးသွန်းခဲ့ခြင်းခရစ်တော်ရဲ့အသွေးတော်တကောအဖြစ်ကျွန်တော်တို့ဒီအောင်ပွဲကိုအမြဲတမ်းခံနေတော်သူများဖြစ်ပါတယ်ဟာလေလုယာအာမင်အဲကြောင့်ဒီနေ့ကျွန်တော်တို့တက်တာမှာငါဆုံးရှုံးတော်သူဖြစ်တယ်ငါတော့အမြဲအပယ်ခံရတော်သူဖြစ်တယ်ဆိုရင်မှအဲ့ဒီအတွင်းမျိုးဝင်လာရင်ဒီရသည်နှုတ်ကပတ်တော်နဲ့ကိုက်ညီတဲ့အတွင်းမဟုတ်ဘူးခရစ်တော်ရဲ့အသွေးတော်ဒီဘဝပြင်ဖယ်ရှားလိုက်ပါဟာလေလုယာအာမင်အဲ့ဒီရဲ့အရာတွေအားလုံးကိုစာတန်ကိုကျွန်တော်တို့ဒီအောင်နိုင်ပြီဖြစ်တယ်ဗျာဒိတ်ကျမ်းထဲမှာဗာပြောထားလဲဆိုရင်တိုးတငယ်ဤအသွေးအားဖြင့်၎င်းသူတို့ဒီတိုးတငယ်ဤအသွေးအားဖြင့်၎င်းမိမိတို့တသက်ခံချက်နှုတ်ကပတ်တရားအားဖြင့်၎င်းအောင်မြင်၍ဒီနေ့အသွေးတော်တကူအားဖြင့်ကျွန်တော်တို့ဒီစာတန်ကိုအောင်မြင်တော်သူများဖြစ်ပါတယ်ဟာလေလုယာလောကကိုအောင်မြင်တော်သူများဖြစ်ပါတယ်အဲကြောင့်ဒီနေ့ကျွန်တော်ရဲ့အသက်တာထဲမှာခရစ်တော်ရဲ့အသွေးတော်တကူကိုသိပြီးမှအတုံးချတတ်သောယုံကြည်သူများဖြစ်ပေါ်ရန်အတွက်ကျွန်မဒီနေ့မနက်မှာအထူးပဲခွန်အားပေးချင်ပါတယ်ဟာလေလုယာအာမင်ဒီတိုင်းပဲနေပြီးမှဆုံးရှုံးမှုတွေကြုံတွေ့လာရင်လေဝမ်းနည်းမှုတွေကြုံတွေ့လာရင်လေအော်ဒီလိုပဲဖြစ်မှာပါလေအော်ဒီနိုင်ငံရဲ့အထားကလည်းဒီလိုပဲလေဒီနိုင်ငံကသွားလာတဲ့ပုံစံဒီလိုပဲလေလို့အဲ့လိုမျိုးအတွေးထဲမှာမတွေးပါနဲ့ဒီနေ့ကျွန်တော်တို့ယုံကြည်သူများတယောက်ဆန်တတ်တာမှာခရစ်တော်ရဲ့အသွေးတော်တကောအားဖြင့်ကျွန်တော်တို့ဒီလွတ်မြောက်ပြီးသားအောင်မြင်ပြီးသားဖခင်ရဲ့လွတ်ချင်းချမ်းသာထဲမှာကျွန်တော်တို့ဝင်ပြီးသားဖြစ်တယ်ဆိုတဲ့ရောက်ကိုအမြဲတမ်းကြင်ညာဖခင်တို့ရောက်စတဲ့ဖခင်ရှင်ကောင်းချီးပေးပါစေအာမင်ဟာလေလုယာဒီနေ့ဖခင်ကအဲ့ဒီဣသေလလူမျိုးတွေကိုအေဂုတ်ထုပြည်ကနေကြုံခံနေတဲ့ဆင်းရဲတဲ့တိုင်းပြည်ကနေနောက်ဆောင်ဖို့ရတော့ခေါ်မဲ့အချိန်မှာတခြားသောနမိတ်လက္ခဏာတွေပြပေမဲ့လည်းမအောင်မြင်ဘူးဘာနမိတ်လက္ခဏာနဲ့ပြမအောင်မြင်တယ်ဆိုရင်အဲ့ဒီတိုးတငယ်ရဲ့အသွေးအားဖြင့်သာလေတာဥတွေကိုဒဏ်ခတ်လိုက်ခြင်းအပြင်တိုးတငယ်ရဲ့အသွေးတော်အားဖြင့်ဣသေလလူမျိုးတွေကိုလွတ်ငြိမ်းချမ်းသာပေးပြီးမှအဲ့ဒီအချိန်ကဆိုင်မှာသူတို့အေဂုတ်ထုပြည်နဲ့ထွက်လာရတာဖြစ်တယ်ဟာလေလုယာအာမင်ဒီနေ့ကျွန်တော်ရဲ့အသက်တာထဲမှာလေခရစ်တော်ရဲ့အသွေးတော်တကောအားဖြင့်ကျွန်တော်တို့ဒီအပြည့်ငရဲတွေကနေခ
ခရစ်တော်ရဲ့အသွေးတော်တကူအပြင်လွတ်ချင်းချမ်းသာရပြီဆိုရင်အဲ့ဒီအထဲကနေလွတ်မြောက်ခြင်းရပြီဆိုရင်ဣတေလလူမျိုးတွေကဲ့သို့အဲ့ဒီအေဂုတ်ထုပြည်တွေကနေရွှေငွေလူအတ္တများသောအရာနဲ့ချမ်းသာနဲ့ထွက်လာမှာဖြစ်တယ်အာမင်အဲ့ဒါဘာကြောင့်လဲဆိုရင်သူတို့ဒီတိုးတငယ်ရဲ့အသွေးအဖြစ်လွတ်ချင်းရတဲ့ကဲ့သို့ဒီနေ့ကျွန်တော်တို့တယောက်စီအသက်တာမှာလဲခရစ်တော်ရဲ့အသွေးဒီကျွန်တော်တို့ကိုလွတ်ချင်းတဲ့ကွာကောင်းချီးမင်္ဂလာအလုံးစုံကိုကျွန်တော်တို့ထဲမှာတွန်းလောင်းပြီးသားဖြစ်ပါတယ်ဟာလေလုယာအာမင်အဲ့ဒီကြောင့်ကျွန်တော်တို့အသွေးတော်ကိုမထီမြင့်နေမပြုတ်ဘဲနဲ့ကျွန်တော်တို့ရဲ့အသက်တာထဲမှာခရစ်တော်ရဲ့အသွေးတော်အဖြစ်အောင်မြင်ပြီးသားဖြစ်တယ်ခရစ်တော်ရဲ့အသွေးတော်ဒီကျွန်တော်ကိုကျမ်းမာစေပြီးသားဖြစ်တယ်ခရစ်တော်ရဲ့အသွေးတော်ဒီကျွန်တော်တို့ကိုအောင်မြင်ခြင်းပေးပြီးသားဖြစ်တယ်ခရစ်တော်ရဲ့အသွေးတော်ကကျွန်တော်တို့ကိုလွတ်ချင်းချမ်းသာပေးပြီးသားဖြစ်တယ်ဆိုရင်မှခရစ်တော်ရဲ့အသွေးတော်ကိုအသုံးချတတ်သောယုံကြည်သူများကိုရောက်စတဲ့ဖျားရှင်ကောင်းချီးပေးပါစေဟာလေလုယာအာမင်ဒီနေ့ကျွန်တော်တို့တစ်ခါတလေကြားလို့ရှိရင်လောကကြီးကိုအရှုံးပေးတတ်တယ်ဘာကြောင့်လဲအဲ့ဒီတမန်တရားထဲမှာခရစ်နောက်ဘက်မှာပြောထားတဲ့ခရစ်တော်ရဲ့အသွေးတော်တကူကိုကျွန်တော်တို့အသုံးမချခြင်းကြောင့်ဖြစ်တယ်အဲဒီကြောင့်ဒီနေ့ကနေစပြီးမှခရစ်တော်ရဲ့အသွေးတော်ကိုအသုံးချတတ်ပြီးမှခရစ်တော်ရဲ့အသွေးတော်တကူအပြင်ရှောင်းလန်းသောယုံကြည်သူများဖြစ်ဖို့ရန်အတွက်ဒီကနေ့မနက်မှာကျွန်တော်အထူးပဲခွန်အားပေးချင်ပါတယ်အယုတ်စီတိုင်းဖျားရှင်ကောင်းချီးပေးပါစေအာမင်ဒီနေ့တိုးတငယ်ရဲ့အသွေးသည်အဲ့ဒီဣသေလလူမျိုးတွေရဲ့ဒုက္ခဆင်းရဲပြဿနာတွေကနေလွတ်ချင်းအခွင့်ပေးနိုင်တယ်ဆိုရင်ဒီနေ့ယေရှုခရစ်တော်တိုင်တော်ထက်မှာကျမတို့လူသားတယောက်ဆိုင်အတွက်သွန်းခဲ့တဲ့အသွေးတော်တကူသည်အရာခတ်သိမ်းပြည့်စုံမှုဖြစ်ပါတယ်ဟာလေလုယာအရာခတ်သိမ်းကျမတို့ကောင်းချီးမင်္ဂလာနဲ့ပိုင်ဆိုင်မှုဖြစ်ပါတယ်ကျမ်းမာခြင်းရှိဖို့ဖြစ်တယ်လွတ်မြောက်ခြင်းရှိဖို့ဖြစ်တယ်ဆိုတဲ့အရာကိုကျမအထူးပဲခွန်အားပေးချင်ပါတယ်ဒါကြောင့်ဒီမှာထိုင်နေကြတော့ယုံကြည်သူများတယောက်စီတိုင်းဒုက္ခပြဿနာမိမိရဲ့ကိုယ်ခန္ဓာမှာပဲဖြစ်ဖြစ်မိမိရဲ့အသက်တာထဲမှာပဲဖြစ်ဒုက္ခပြဿနာတစ်ခုနဲ့ကြုံတွေ့လာတယ်ဆိုရင်ဒီနေ့အသွေးတော်ရဲ့တကူကိုအသုံးချပါခရစ်တော်ရဲ့အသွေးတော်ကကျွန်တော်ရဲ့အသက်တာထဲမှာစီစဉ်ပေးတာဖြစ်တယ်ကျွန်တော်ဒီကျမ်းမာပြီးသားဖြစ်တယ်အပြစ်လွတ်ပြီးသားဖြစ်တယ်အောင်မြင်ပြီးသားဖြစ်တယ်ကျမ်းမာပြီးသားဖြစ်တယ်ဆိုပြီးမှကျွန်တော်တို့ယုံကြည်ခြင်းနဲ့ကြွေးကြော်ဝန်ခံနိုင်ဖို့ရန်အတွက်ရောက်စီတဲ့မှာဘုရားရှင်သူပဲကောင်းကြီးချပေးပါစေခဏတော့ကျွန်တော်တို့ကမတက်ရကြရအောင်ဒီနေ့အသွေးတော်အပြင်ကျွန်တော်ဒီကျမ်းမာပြီးသားဖြစ်တယ်အသွေးတော်ခရစ်တော်ရဲ့အသွေးတော်အပြင်အပြစ်လွတ်ပြီးသားဖြစ်တယ်ဆိုတဲ့အရာကိုခဏလောက်နှုတ်ရှာပါစက်ကိုဖွင့်ဟိုင်းနဲ့ယုံကြည်ခြင်းနဲ့ကျွန်တော်တို့ကြီးညာကြရအောင်Oh hallelujah ဒီနေ့ခရစ်တော်ရဲ့အသွေးတော်တကူသည်ကျွန်တော်တို့အပြစ်ရှိသမျှအားလုံးကိုစေးကြောပြီးသားဖြစ်တဲ့ကြောင့်နာမတော်ကိုချီးမွမ်းပါတယ်ခရစ်တော်ရဲ့အသွေးတော်တကူသည်ကျွန်တော်တို့ရဲ့အပြစ်ကိုလွတ်ရောင်တာမကဘဲနဲ့ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ထဲမှာမချမ်းသာမှုတွေအားလုံးချမ်းသာစေပြီးဖြစ်တော့ယေရှုနာမနဲ့ကြီးညာပါတယ်ယေရှုနာမနဲ့ကြီးညာပါတယ်ကျွန်တော်တို့အိမ်ထောင်မိသားစုထဲမှာကြီးညာပါတယ်အသွေးတော်အပြင်ကျွန်တော်တို့မိသားစုတစ်ခုစီတိုင်းကိုလွှမ်းခြုံထားပါတယ်အသက်တာတစ်ခုစီတိုင်းကိုအသွေးတော်အပြင်လွှမ်းခြုံထားပါတယ်လောကကြီးရဲ့ချိန်ချမှုတွေလောကကြီးရဲ့မတရားတွေပြုတ်ပေါ်တဲ့အကြောင်းဘုရားရှင်ပါဗျာစိတ်တက်ကြအားငယ်နေတဲ့အရာအလုံးယေရှုတော်နာမနဲ့ထက်တော့လည်းဖေရှားပါတယ်ပါဗျာလွတ်ချင်းချတာနဲ့တော့နှလုံးသားထဲမှာခရစ်တော်ရဲ့အသွေးတော်အပြင်တကောအပြင်စိတ်ချမှုယုံချမှုကိုကိုယ်ဒီပေးသနာတော်မူပါဗျာနာမတော်ကိုချီးမွမ်းတယ်ဘုရားကိုထူပဲကျေးဇူးတင်တယ်ဟိုရဲ့အသွေးတော်တကောဒီတကယ်ပဲOh hallelujah ခတ်သိမ်းသောအရာတို့တဆွမ်းနိုင်ပြီးမှအသွေးတော်အပြင်ကျွန်တော်တို့ကို Oh hallelujah ထာဝရအသက်ပေးအောင်သာမကဘဲနဲ့လွတ်ချင်းချမ်းသာနဲ့တကွလုံခြုံမှုနဲ့တကွကိုယ့်ရဲ့ကွယ်ကာခြင်းနဲ့တကွနောက်ကကိုအောင်မြင်ခြင်းများပေးပြီးသားဖြစ်လို့နာမတော်ကိုချီးမွမ်းပါတယ်ပါဗျာဒီနေ့နတ်တော်ကိုယ်တော်ကိုအထူးပဲကျေးဇူးတင်တယ်ဘုန်းကြီးချင်းချီးမွမ်းခြင်းကိုကြည့်ချက်လုံးစုံတဲ့ကိုယ်တော်ကိုပြန်လဲပေးအပ်ပါတယ်ဒီနေ့နောက်ကပါတော့ဂျေဇုတော်ကိုချီးမွမ်းလဲအသက်တာများကိုအဖဖရားလက်တော်ထဲမှာယေရှုခရစ်နာမကိုအမိပြုရင်းနဲ့ပြန်လဲစက္ကန့်အနံ့ကြပါ၏ဖဖရားသခင်အာမင်အာမင်ရောက်စတဲ့မှာဘုရားရှင်ကောင်းချီးပေးပါစေ